လူတိုင်းမှာမအောင်မြင်စေတဲ့အချက်၃ချက်ရှိပါတယ်အဲ့ဒါဘာတွေလဲဆိုလို့ရှိရင်ဆက်ပြီးတော့ဒီဗီဒီယိုလေးကိုဆက်ပြီးကြည့်လိုက်ကြအောင်ရှင်ပထမဆုံးအချက်ကတော့ညင်းညူခြင်းပဲဖြစ်ပါတယ်မနေ့မိုးလင်းတဲ့အချိန်မှာကိုတွေကအိယာမထခြင်းသေးဘူးပင်မနဲ့စောင်းနေဘက်ဆိုလို့ရှိရင်လည်းအေးသေးတယ်အိယာမထခြင်းသေးဘူးအဲ့လိုမျိုးအချက်လေးတွေပေါ့နော်အဲ့အချက်ကလူတွေရဲ့အောင်မြင်ခြင်းကိုလည်းပိတ်ပင်ခြင်းပဲဖြစ်ပါတယ်တားဆီးပိတ်ပင်နေတဲ့အချက်တစ်ချက်အရေးကြီးဆုံးအချက်တစ်ချက်ဖြစ်ပါတယ်နောက်ဒုတိယအချက်လေးကတော့အပြစ်တင်တာအခြားတရားကိုအပြစ်တင်တာဘာလို့လဲဆိုလို့ရှိရင်ကိုကဒီအလုပ်တစ်ခုကိုလုပ်မယ်ဆိုလို့ရှိရင်ကိုကတတ်မှတ်ထားတဲ့ဒီစီးပွားရေးရအောင်လုပ်မယ်ဒီအလုပ်ကိုလျှအောင်လုပ်မယ်ကိုပိုင်အလုပ်တွေပဲဖြစ်ဖြစ်အပြင်အလုပ်သူများအလုပ်တွေကိုပဲသွားပြီးတော့လုပ်မယ်ပဲဖြစ်ဖြစ်မိဘတွေကအရန်ဝေးတယ်မသွားရဘူးအဲ့လိုမျိုးပေါ့နော်သူတို့ကပတ်ဝန်းကျင်ကလည်းဒီအလုပ်တွေကမကောင်းဘူးအရန်ဝေးတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောလိုက်တဲ့အချိန်မှာကိုတွေကတွေ့ဝေသွားတယ်မလုပ်ဖြစ်တော့ဘူးဒါပေမဲ့ကိုလိုရမယ့်အလုပ်ဖြစ်တယ်တကယ်လို့သူများတွေကအဲ့အလုပ်တွေမှာလစာတွေကောင်းမယ်ဒါမှမဟုတ်စီးပွားရေးဆိုလည်းအောင်မြင်လာမယ်ဆိုလို့ရှိရင်ကိုကအဲ့ဒါတွေမြင်ပြီးတော့ငါသူတို့ကြောင့်ငါအလုပ်မလုပ်ဒီအလုပ်ကိုမလုပ်လိုက်ရဘူးသူများတကအပြစ်တင်တာအဲ့အပြစ်တင်ခြင်းကလည်းအောင်မြင်မှုကိုပိတ်ပင်စေပါတယ်ဘာလို့လဲဆိုတော့ကိုယ့်ဘာကိုဆုံးဖြတ်ချက်မချဘဲနဲ့ချက်ချင်းထားမလုပ်လိုက်ခြင်းအတွက်ကိုအပြစ်ပဲဖြစ်ပါတယ်သူများတကရဲ့အပြစ်မဟုတ်ပါဘူးเนาะနောက်တစ်ခုနောက်ဆုံးအချက်ပေါ့နော်တတိယအချက်ကတော့အစင်ကြေတွေပေးတာငါဒီအချိန်မှာမလုပ်လို့ဘာမှမဖြစ်ဘူးခဏနေမှထားလုပ်မယ်နောက်9မိနစ်မှထားလုပ်မယ်ပေါ့နော်ဒီအလောက်ကစင်ကြေစင်လက်တွေပေးတာပေါ့နော်ဒီအလောက်ကအခုမလုပ်လဲရပါသေးတယ်ကွာဆိုပြီးတော့အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးစင်ကြေစင်လက်တွေပေးနေဦးမယ်ဆိုလို့ရှိရင်လည်းလုံးဝအောင်မြင်မှုကိုရပ်တန့်စေတာပဲဖြစ်ပါတယ်နော်လူတွေရဲ့အောင်မြင်မှုကိုရပ်တန့်စေတဲ့ဒီအချက်၃ချက်မှာဆိုလို့ရှိရင်၃ချက်လုံးနဲ့ညှိနေပြီဆိုကိုကအတက်နိုင်ဆုံးပြင်ဖို့အတွက်ပြင်ဆင်ဖို့အတွက်ကိုလိုအပ်ပါတယ်။အဲ့ဒါမှအောင်မြင်မှုလမ်းကြောင်းကိုဖြောင်းဖြောင်းတန်းတန်းသွားနိုင်မှာဖြစ်ပါတယ်ရှင်။ဒီဗီဒီယိုလေးရဲ့အဆုံးတွေကို like ပါကြည့်ရှုပေးတဲ့လူတူတယောက်ချင်းစီအိုင်ကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။